Why disconnecting from the internet improves your focus? Why ဆိုတော့ဖြစ်လို့လဲဆိုပုံစံမျိုးသွားထားတယ်နော်။ connect ဆိုတာချိန်တာ disconnecting from ဘယ်ကနေလဲ from the internet ကနေ disconnect လုပ်လိုက်တာကဘာကြောင့် wait ဆိုမှာဘာကြောင့်လို့ improve your focus ကိုယ့်ရဲ့ focus ကိုကောင်းသွားစေတာလေ improve ဆိုတော့တိုးတက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒီကောင်ဒီ s ထည့်ထားတဲ့အတွက်ဒီကောင်ဒီ verb ရှုပ်တန်းသိနေရမယ် focus ဆိုတော့ငါတို့က focus ဒီ noun ဖြစ်လိမ့်မယ်ဘာလို့ noun လို့ပြောလဲသိလား my တို့ your တို့ရဲ့နောက်မှာအဲ့လို my book your book like that your focus ဆိုတော့ဒီကောင် noun ဖြစ်သွားမယ်Modern life is pretty good. You're always connected to the internet, inside your home and outside of it. With your smartphone, you have the world at your fingertips. Sounds great, right? Not. Most people don't use technology but are rather used by technology. တကယ်လူကတချို့သူအများစုက technology ကိုသူတို့ကသုံးတာမဟုတ်ဘူး technology ကသူတို့ပြန်ပြီးသုံးနေတာအသုံးချခံနေရတာလူတွေက apps, games, videos, articles, commercials, TV shows are all designed to keep your attention. So without you knowing it, you waste countless of hours every single week. Your attention is all over the place, but not at the right place. About Modern life is pretty good. You're always connected to the internet. It's inside your home and outside of it. With your smartphone, you have the world at your fingertips. Sound great, right? Not. Most people don't use technology, but are rather used by technology. Apps, games, videos, articles, TV shows, commercial TV shows are all designed to keep your attention. So without you knowing it, you waste countless of hours every single week. Your attention is all over the place, but not the right place. Okay, so ဒီချက်တစ်ချက်ကြည့်ကြည့်မယ် Modern life is pretty good. Pretty ဆိုတာကသူကလှပတော့ဆိုတဲ့ adjective တစ်လုံးဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာသုံးထားတဲ့ပုံစံက GOD ကိုရဲ့အရှိမ pretty ဆို adjective လို့သွားမထက်ဘူးတခြားဘယ်လိုလေးသွားလိုက်မလဲဆိုတော့ဒီကောင်ကကျတော့ modern life okay check it out MODERN modern ဆိုတာကဒီချက်တော့ဘာကိုပြောချင်တာလဲခင်မီတော့ဆိုလဲပြောချင်တာဆိုတော့ modern ရဲ့ opposite ဒီဘာဖြစ်မလဲဒီချက်တို့ဒီ old fashion နော် modern ရဲ့ opposite ဒီ old fashion သမီးဒါလေးကိုညီမချင်းလေးထိုးပြီးရေးထားပေးဘယ်မှာလို့တော့မသွားနဲ့အမတ်နဲ့ modern life အခုခေတ်ဘဝကြီးပေါ့နော်ဒီလိုလူမှု style တွေက it's pretty good တော်တော်လေးမိုက်တယ်အရင်ခေတ်ကနဲ့စာငါတို့အရင်တိုးတက်လာတယ်လို့ပြောလို့ရတယ် you always like connected to the internet you are always အမြဲတမ်းနော် you are always connected ဘယ်ကိုလဲ to the internet ဒါတော့မှ inside your home and outside of it တချို့တို့အတန်လေးတစ်ခုဖတ်တဲ့အခါမျိုးမှာဆိုရင်တချို့တို့အတန်ဖတ်ရင် linking လေးနဲ့သွားပြီးဖတ်ရတယ်ပေါ့နော် outside of ဖြစ်သွားတယ် outside of it ဒါအိမ်အပြင်ပါအိမ်တွင်းနေပိုင်းငါတို့ကချိတ်ဆက်ထားတာဖြစ်တယ်ဆိုတော့ဒါမျိုးပြောချင်တာ with your smartphone you have the world မင်းဘာကြီးရှိလဲကဘာကြီးရှိတယ်ဘာကြီးကိုဘယ်လိုရှိမှာလဲ at your fingertips သမီးရေးထား fingertip is kind of like လက်တပြားမှာ you can remember it like လက်တပြားမှာပေါ့ကိုယ့်ရဲ့ကဘာကြီးလက်တပြားမှာကဘာကြီးရှိနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့ oh my god hello ငယ်စုတီချက်တန်ပြန်ကြားရလားဟုတ်ချေကြားပြီချေ okay တီချက်မီးပြတ်သွားလို့တီချက်ပြန်ချိတ်ထားနော် sorry မီးလေးပြတ်သွားတယ် okay recording on so let's go နောက်ထပ်ဆက်သွားမယ်ငါတို့ရဲ့လက်တလုံးမှာပေါ့နော်ငါတို့ရဲ့ဒီဟာကြီးရှိနေတယ်ပေါ့ရှင်တို့ရဲ့ဒီfingertip မှာငါတို့ရှိတယ် sounds great right sound ဆိုတာကပုံမှန်အဖြစ်ဒီ s မပါဘူးဆိုဒီကောင်အပန်ကိုပြောတာဒီညမှာကျတော့မိုက်တယ် right sounds great right နော်တကယ်တော့မဟုတ်ဘူးတကယ်တော့မဟုတ်ဘူး most people လူအများစုက don't use technology သူတို့ကတကယ်တော့သူတို့ technology ကိုသုံးတာမဟုတ်ဘူးဒါပေမဲ့လို့ are you rather use သမီးဒီမှာဆိုရင် Mr. ရဲ့ဒီဘက်ကကျတော့ battery ပေါ့နော်ဒါကအသုံးခံရတယ်လို့ပြောထားတာဆိုတော့ technology ရဲ့အသုံးချခြင်းကိုဒီလိုခံနေရတယ်ဆိုတဲ့ပုံစံမျိုးလေးရေးထားပေးရယ်
application game တွေ video တွေဆောင်းပါးတွေcommercial ပေါ့နော်ရိုက်ကူးရေးဟာတွေ TV show တွေကတဲ့ are all design ဆွဲထားတယ်ဘာလို့ဖို့လဲ to keep your attention ဆို attention က noun ဖြစ်မလား adjective ဖြစ်မလား No. မှန်တယ် so without you knowing it မင်းမသိလိုက်မသိတာပဲနဲ့ you waste မင်းကဘယ်လိုပြောလဲဖြုံးလိုက်တယ်သမီး waste ကဆိုဖြုံးဆုံးဘယ်လိုပြောလဲဖြုံးပြီပေါ့နော်ငါတို့အကျိုးမရှိဘဲနဲ့ waste လိုက်တယ်ငါတို့ဖြုံးလိုက်တယ်ဆိုဒီကောင် subject ရဲ့နောက်မှာပါတယ်ဒီကောင် verb ဖြစ်လိုက်တယ် you waste ဘာတွေလဲ countless of hours every single week တပတ်တိုင်း oh my god မင်းရဲ့နိုင်ပေါင်းမြောင်များစွာ countless ကမရည်တွက်နိုင်တော့တချို့အင်္ဂလိပ်စာမှာဆိုရင်တချို့ less တို့ full လို့ရှိတယ်ပေါ့နော်ဒါလေးတွေကသိရမယ် full ရဲ့ပြီးရင်နောက်တစ်ခုက less ဒီလိုမျိုးလေးပေါ့နော် for example တလုံးပြောမယ်ဆိုရင် careful ဒါမှမဟုတ်လေ careless တမီ understand countless of hours every single week your attention is all over the place မင်း attention တွေကပြန့်ကျဲနေနော်ဟိုဟာကိုကြည့်ချင်တာကိုကြည့်ချင် but not at the right place တကယ်ငါတို့လုပ်နေတာမဟုတ်သေးဘူးဒါမျိုးပြောချင်တာဖြစ်တယ်အဲ့တော့သူကအောက်မှာစာကြောင်းလေးရေးထားပေးရယ် to be everywhere is to be nowhere နေရာတကာပါနေတာတကယ်တော့နေရာမရောက်ဘူးလို့ပြောချင်တာဒီဟာလေးအရင်ပါတယ်ပြောချင်တာဒီနေရာတိုင်းမှာလူဆိုတာနေရာတိုင်းမှာမရဘူးဗမင်းဒီနေရာမှာတခြားဟိုဖြစ်တယ်ပေါ့နော်ဒီရမယ်ဆိုတော့ပြောချင်တာဒီကတော့ internet တွေအရင်ပေါ်လာတဲ့ခါမှာဟိုဟာတွေသုံးတာတွေသုံးနေတယ် social time တွေကအရင်များတယ်ပေါ့ screen time တွေအရင်များပြီးတကယ် real နဲ့ပြတ်တောက်သွားတယ် to be everywhere is to be nowhere တကယ်က everywhere မှာရှိနေတာတကယ်တော့ဘယ်နေရာမှမရောက်ဘူးနော်ဟိုမရောက်ဒီမရောက်ဖြစ်တတ်တယ်ဒါမျိုးပြောချင်တာဖြစ်တယ်နောက်တစ်ခုWhy do you think Netflix automatically starts the next episode in 3 to 1 second ဒီ show Netflix ရဲ့သူဆိုရင်သိတယ်သူကဒီတစ်ပိုင်းပြီးပြီဆိုရင်မပြီးခင်မှာ3စက္ကန့်ကြီးရ3 2 1ပြီးပြီဆိုနောက်ထပ်တစ်ပိုင်း auto ဆက်ပြီးလာတယ်ပြောချင်တာဒီသူကပေါ့ auto လာတယ်မင်းနောက်ထပ်တစ်ပုတ်လိုရွေးစရာမလို automatically start လုပ်တယ် automatically write it down automatically အလိုအလျောက်ဒီကောင် adverb ဆိုတော့မင်းဘာလို့ထင်လဲငါတို့ဇာတ်ကားတွေမှာဆိုလေခဏနောက်ထပ်တစ်ပိုင်းကိုဆက်လာမလားအဲ့ဒါဘာလို့ထင်လဲ when that happens အဲ့လိုဖြစ်ရင် you think like screw it oh my god သွားပြီကွာ screw it ဆိုသိလိုက်စမ်း oh my god အဲ့လိုပုံစံမျိုး let's watch another episode နောက်တစ်ပိုင်းဘာလို့မလဲစက်ကြည့်ကြတာပေါ့အေးလေဟဲငါအပိုင်း3ပြီးသွားပြီတော့အပိုင်းလေးကထွက်ပြီလားနောက်ထပ်ဆက်တွဲနေလားနဲ့မဖြစ်ပါဘူးညတနင်္လာနေ့ကတော့နောက်ကျမှအိတ်လိုက်ရပါတယ်စက်ကြည့်လိုက်အောင်ပဲ like that the same goes for YouTube the same ဆိုတာထပ်တူထပ်မျှပဲ goals ဘယ်လိုဆက်ဖြစ်လဲ YouTube ကလည်းထိုနည်းတူစွာပဲ Netflix တခုတည်းကိုပြောနေရမှာမဟုတ်ဘူး YouTube လည်းထိုနည်းတူစွာပါပဲရှင် Why do you think their suggestions are so good ခါကြငါတို့ရဲ့YouTube မှာလေကိုရှာတဲ့အပေါ်မှာမူတည်ပြီးတော့ suggestions ဆိုပေါ်လာတယ်လေသမီးက educational ရှာရင် educational ပတ်သက်တဲ့ဟာတွေပေါ်တယ်တချင်းရှာရင်တချင်းတွေတက်လာဟုတ်တယ် right ဆိုတော့ဒါကိုပြောချင်တာသူတို့ဟာတွေအရင်ကောင်းတယ်နော်ညှိုးတာနော် they keep you login ဆိုတာလေသူတို့နဲ့အဆက်မပြတ်အောင်မင်းကိုအရင်ဆွဲဆောင်ပြီးချိန်ထားတယ် and this applies to all content ဒါတွေအကုန်လုံး social media တွေအကုန်လုံးအဲ့လိုတွေသွားထားတာ there is always a next video တပုတ်ပြီးနောက်ထပ်တပုတ်က auto ရှိပြီးသားဒီစကားကြည့်ပြီးနောက်ထပ်စကားကြည့်ပြီးသား episode တွေလည်းအဲ့လိုပဲเนาะဆိုတော့ပြောချင်တာဒါတွေအကုန်လုံးဒီလောက်ထားတာဖြစ်ပါတယ်တဲ့ဆိုတော့ဒါလေးရမယ်เนาะဆိုတော့ဒီလိုဖတ်မယ်ဒီ wine ကနေပြီးတော့ဒီ you name it listen carefully Why do you think Netflix automatically starts the next episode in 3 to 1 seconds? When that happens, you think, screw it, let's watch another episode. အနေမြင့်နေနားတာတွေဖော့တာတွေဖိတာတွေတစ်ချက်ရှိုးနော် The same goes for YouTube. Why do you think their suggestions are so good? They keep you locked in. And this applies to all content. There is always a next video, episode, article, game, wrong, movie. You name it. သမီးလည်းဖတ်ပါဦး How do you think Netflix automatically start the next episode in 3 to 1 second? When that happens, you think, scroll it, let's watch another episode. The same goes for YouTube. Why don't you think their suggestions are so good? They keep you logging. And this applies to all contests. There is always a next video, episode, articles, games, round, movie, you name it. Okay, me understand. Okay. အဖြတ်တောက်လေးဒီချေတို့သေချာလေးသတိထားပြီးတော့သေချာလေးဆိုလိုက်တဲ့အခါမှာဘယ်လိုခံစားရလဲကိုလေစာဖတ်တာကိုမှအဆင်ပြေနေလို့ခံစားရလား I am doing correct လို့ခံစားရလား
Mẹ khen ta. ဟမ် Mẹ khen ta em. နည်းနည်းလား ဟုတ်ရှင့် ဟုတ်ပြီဟုတ်ပြီယေစုဒီချက်ပြောနေတဲ့တော့ကငါတို့ပုံမှန်အဖြစ်နေအတိတ်ပဲလည်းမသိဘူးစကလုံးရဲ့အတန်ထွက်ကဟုတ်တာလားမဟုတ်တာလားလည်းမသိဘူးပြီးရင်ရှေ့ကနေတေချာလဲလုပ်လို့ပေါ့ပေါ့ပေါ့ပိုက်ဆိုတာဒီလိုမျိုးတေချာလေးဆိုကြည့်ရတဲ့အခါမှာလေ confident တိုးလာတယ်အခုသူများနဲ့လုပ်တဲ့အခါမှာလည်းအဆင်ပြေလိမ့်မယ်သိလားအဲ့ဒါကိုပြောချင်တာအမ်နည်းနည်းပါးပါဆိုလည်းမဆိုပါဘူး let's go but funnily enough most people who read these type of article know that a lack of focus is bad and in recent years a large number of research papers and books have appeared about the harmful effects of distractions. Specifically, research shows that distractions are associated with more stress and higher frustration, time pressure, and effort. Let me pop out. Funnily enough, most people who read these types of articles know that a lack of focus is bad, and in recent years, a large number of research papers and books have appeared about the harmful effects of distraction, specifically, which show that this distraction are associated with more stress and higher frustrations, time pressures, and effort. Okay, now who share whole here man no sound ready like you ready? Research. သူ research ဆိုတာလေရှာဖွေမှုလို့သမီးရေးထားပြီနော်အပီးရဆိုတာဘာလို့တာမလေးကြားရလားနေစုဟုတ်ရှေ့ကြားရှေ့နေစုဘကအေးဒါလေးရေးထား research ရှာဖွေမှုအပီးရပေါ်လာဒီစပီးရပျောက်သွားတော့တရက်ဆိုပေါ့နော်အဲ့နားမှာသူပေါ်လာတာ she disappeared she appeared she disappeared like that ပြီးပြီလားပြီးပြီဆိုဒီချိန်နောက်တစ်ခုသွားမယ်ဟုတ်ရှေ့နောက်တစ်ခုကဘာလဲ distraction 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 ဆိုတာလေ noun ဖြစ်တယ်စိတ်ကိုလေဟိုကလှုပ်စေတာဘယ်လိုပြောရမလဲတော့စိတ်ကိုလေအာယုံမရစေတာသမီးရလားဟုတ်ရှေ့ထားပါတော့ကွာ I I am a student I am a student ကျွန်တော်ကျောင်းသားတစ်ယောက်ဖြစ်တယ် so like phone phone and TV ပေါ့နော် phone and TV are distraction 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 for me သမီးဒီဟာလေးနားလည်လိုက်လား ဟုတ်ရှေ့ okay I'm a student, so phone and TV are distraction for me. So I'm a student, love is distraction for me. No, go down to the it's like distraction for me. So you gotta know that way. Distraction for me. And then we have the next one to me. STRESS ဘာဖြစ်တာလဲ အေးမသိရင် okay frustration frustration ပြီးရင် effort effort စမယ်နော်ဒီလေးခု stress ဆိုတာသမီးစိတ်ဖိစီးမှု pressure ဖိအားအလုံးမှာဖိအားရှိတယ် frustration ကစိတ်ပြည့်မှုအားထုတ်မှု understand threat PR စိတ်ဖိစီးမှု pressure PR frustration စိတ်ပြည့်မှု effort အားထုတ်မှု finish no yet ပြီးရင်ပြောနော်
stress, pressure, frustration, effort. Okay? Finish. Okay, အဲ့ဒါဆိုရင်တို့သိသွားပြီဆိုတော့ doing focus is for ဆိုတော့မနက်ဖြန်ဒီချိန်တော့အင်္ဂါဘုတ်လုံးကြတာပြီမနက်ဖြန်ပြန်တွေ့မယ်နော်သမီးဒီချိန်အခြားအိစာလေးတွေမပြီးတော့ဘူးမပြီးတော့မနက်ဖြန်ပြန်တွေ့မယ်သမီးနော် ဟုတ်ရှင် Okay, so see you. Bye bye. Thank you for tonight. Bye bye And thank you so much for your advice and suggestion. Okay? Okay Okay, bye bye. See you. bye bye